လုံးလေးတော့ဒီကံလေး ဖြေပြမှာပေါ့အရင် ကျွန်တော်တို့နေတယ်မနေ့အိတ်ခါထိုင်ပြီးတော့ဘာလို့ဖြစ် မနေ့အရာထိုင်ရေတောက်တယ်ရေချိုးတယ်တောတိုက်တယ်ညှက်တက်တယ်ဒါကတော့ပုံမှန်ပေါ့နော်ဒါလူတိုင်းလုပ်တဲ့အလုပ်ပါပြီးရင်ဖျားရှိပို့တယ် ။ရာတော့လေပြန်သိတယ် ဟာ ။ဒီ2000 ပြန်သိချင်တယ်ဆိုတော့မဖြေတော့ sorry ဘာပြည့်ဖြစ်လဲ။ဟာနိုင်ရ ဖြစ်တဲ့မှာခီးကဘယ်သွားလဲဆိုတော့ပြည်သက်တွေလည်းသိမှာပါဒီတစ်ခေါက်ကတရုတ်ပြည်သွားတယ်ပေါ့နော်တရုတ်ပြည်မှာအလုပ်ကိစ္စနဲ့ပွဲတက်တယ်ပေါ့ပွဲတက်ရင်းနဲ့လဲလိုက်တယ်ပေါ့တခါတယ်ပေါ့နော်လဲတာကဘယ်ရောက်ခဲ့လဲဆိုတော့ပထမအဆုံးမျိုးကဟန်ဇိုပြဆူဂျိုနန်ကျင်ဟာပင်ဆိုတော့၄မျိုးလောက်သွားခဲ့တာပေါ့နော်အရန်မတ်တရားတွေတော့အများကြီးဒီတစ်ခေါက်ကခီးထွက်တာကတစ်နှစ်လုံးစာပေါ့2025ရဲ့တစ်နှစ်လုံးစာကိုအတိုးချပြီးတော့ပေါင်းပြီးတော့လဲခဲ့လိုက်တယ်တဝါကြီးပေါ့နော်အမှတ်ရဆုံးကတော့အကုန်လုံးအမှတ်ရတယ်ဒါပေမဲ့ဟာပင်းရောက်တဲ့အချိန်မှာဒါရေခဲတောင်သွားတာရေခဲတောင်မှာတော့အရန်အေးတဲ့အချိန်ပေါ့ -15-20 လောက်ဖြစ်တယ်ဆိုတော့အရင်တုန်းကသွားခဲ့တယ်မအရန်အေးတဲ့နေရာတွေကြိုက်တယ်ရေခဲတွေရှိတဲ့နေရာကိုသွားအရန်ကြိုက်တယ်နှစ်တိုင်းလို့လဲအဲ့လို New Year trip သွားရင်ရေခဲအေးတဲ့နေရာတွေအများနဲ့သွားနေကြတာပြည်သက်တွေလည်းသိပါတယ်အဲ့လိုမျိုးနေရာတွေသွားတဲ့အတွက်ကြောင့်ဒီနှစ်ကတော့ဟိုသွားခဲ့သမျှအဲ့လိုအေးတဲ့နေရာတွေထဲမှာအအေးဆုံးအချိန်ကိုရောက်သွားတာပေါ့နော်ဆိုတော့အမှတ်တရဖြစ်တယ်ပေါ့တခြားကျန်တဲ့၃မျိုးကလည်းပြောဖို့ကောင်းတယ်အမှတ်တရတွေလည်းအများကြီးပေါ့ကိုလည်းမရဘူးဆိုတော့ဒါပေမဲ့အဲ့ရေခဲတောင်သွားတဲ့အချိန်မှာတော့လူကလေလက်တွေ6တွေဆိုရင်လို့ခဲပြီးတော့လေ frostbite ဖြစ်မှာတော့ကြောက်ရတယ်လုံးဝနားတွေရောမျက်နှာတွေဆိုတစ်ခုလုံးကျင်ပြီးတော့လေတော်တော်လေးအေးတဲ့အချိန်မျိုးချိန်ကိုရောက်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒါတော့အမှတ်တရပဲဘာလို့လဲတစ်ခုခုဖြစ်သွားမှာတော့စိတ်ပူရတယ်ပေါ့နော်ဆိုတော့အမှတ်တရပါပဲဒါကတော့လေပျော်ခဲ့ပါတယ်အခု shooting ကလည်းခေါ်နေပြီဆိုတော့ရိုက်ဖို့ ready ဖြစ်နေပါပြီအဲ့တော့ shooting ကိုလိုက်ခဲ့ပါနောက်ပိုင်းမှာမ jewelry လေးတွေဝတ်လာနေတာပေါ့နော် jewelry ဝတ်ရပေါ့အမရဲ့စိတ်ခံစားတယ်ဘယ်လိုမျိုးလဲ ပျော်တယ်ကြောက်တယ်ဟိုကြည့်ရတာလို့ဝေးရတာဆိုရင်ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကတခုပေါ့နော်ကြောက်လေးအဲ့လိုဝှစင်တာတို့ကြောက်ကြည့်ရတာတို့အဲ့လိုမျိုးကြောက်ကြည့်တဲ့အချိန်လေးဆိုရင်လည်းကိုယ်ကစိတ်ချမ်းသာရတယ်ပေါ့ကိုယ့်ရဲ့ဝါသနာနောက်တစ်ခုပေါ့နော်အဲ့လိုပြောလို့ရပါတယ်တခုပဲပြောရမှာလားโอเคဘာကြိုက်လဲဆိုတော့ hot pot ပေါ့ကစ်ကအများရန် hot pot ကိုဘယ်နေရာမှာပဲဖြစ်ဖြစ်စားတယ်တရုတ်ပြည်မှာဆိုရင်လည်း hot pot ကိုအများဆုံးစားဖြစ်ခဲ့တယ်မတူကြတော့နောက်ထပ်ခီးတွေပေါ့နော်ခီးတွေတောင်းလို့ရှိတယ်အဲ့ဒါကတော့အိမ်ဦးနဲ့အကိုကိုမေးမှရမယ်သူဘယ်လိုစီစဉ်ပေးမလဲမသိဘူးเนาะအိမ်ရောက်ရင်မေးကြည့်လိုက်အောင်ပဲကဲဒါဆိုရင်အခုရိုက်ကွင်းကခေါ်နေပြီတွားရိုက်လိုက်အောင်မယ်เนาะလာလိုက်ခဲ့